ဒါနလုပ်တဲ့လူနဲ့အလူဒါနမလုပ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုမြတ်စွာဘုရားကဖြေတယ်အလူဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အစင်ပိုးပြီးတော့လှတယ်ချမ်းသာဒုက္ခပိုးပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုးပြီးတော့များတယ်ဩဇာအာဏာအစိုးရမှုတွေပိုးပြီးတော့များတယ်တန်လုပ်တယ်ဆိုတာတဲ့ကောင်းတာလည်းအတိတ်ကမဟုတ်ဘူးတဲ့ညံ့တာလည်းအတိတ်ကမဟုတ်ဘူးတဲ့လဲတာလည်းအတိတ်ကမဟုတ်ဘူးများတာလည်းအတိတ်ကမဟုတ်ဘူးတဲ့ဘာလို့တက္ကိသံဒါနဒေတိတတိတ္တလှူရမယ်စိတ်တိကတော့ဒါနဒေတိလူတော်လိုတဲ့စိတ်ချမြောက်လိုတဲ့စိတ်နဲ့လှူရမယ်သာသာဒါနဒေတိကိုယ်တိုင်ပြုလုပ်ပြီးလှူရမယ်အနာပဝိဒံဒေတိစွန့်ပစ်တဲ့ပစ္စည်းအနေနဲ့မလှူရဘူးအာဂမနဒိဋ္ဌိကောဒိဒါနဒိဋ္ဌိဘာလို့လူဒီကုသိုလ်ကောင်းမှုလေးဟာကိုယ်စီပဲအကျိုးအနေနဲ့ရောက်လာမှာပဲဆိုတဲ့အသိဉာဏ်ရှိပြီးတော့လှူရမယ်ကမ္မတက္ကတာသမဒိဋ္ဌိနဲ့လှူရမယ်အဲ့ဒါလေးဟောတာဗျာလူရတဲ့လည်းအများဟုတ်တဲ့စိတ်တွေပကံနာပြီးလို့စိတ်တွေကြည့်ကြမယ်ဆိုရင်တခါကနေဝါသံဘုဒ္ဓအထဝတတနာဝကိယဆွာဘုရားနဲ့ယဆွာဘုရားတတိယဘာသာတော်လေးကိုဆိုရတာជីလူကြီးနဲ့ជីလူစိတ်ကလေးကိုလည်းထားပြီးကြပါတော့ဒီလိုမျိုးအတိတ်ကလက်စပေါ်ရဘောတော်ကိုလောကမှာအကောင်းဆုံးကိုရှာလုပ်ချင်ဘယ်ဟာကမာတဲ့ပိုကောင်းတယ်ဆိုတော့လောကမှာသိကြတယ်ဖျားမှုရှိတဲ့တန်ခါကိုလှူလဲရတဲ့အလူကအကောင်းဆုံးဆိုလို့ရှိရင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်များရှိအောင်ဖျားမှုရှိတဲ့တန်ခါကိုလှူတဲ့ဒါနအကောင်းဆုံးလို့ပြောပြီးအဲ့ဒီတဲ့ကောင်းတာကဘာတော့လို့ဆိုရင်သတ္တုဒိတတန်ခါကိုရည်စူးပြီးတော့ကျောင်းဆောက်လှူတဲ့အလှူကတော့ဒီတဲ့ပိုကောင်းတယ်ယနေ့အလှူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စရာဆွေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ချလို့ရည်မှန်းငါဖယားတရားတန်ငါသုံးပါးယရနာကြီးညိုအားထားလူတန်းရသည်များဒီကုသိုလ်ဟာအပေမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမလူတဲ့လူမင်္ဂလာယ
နေ့အလူတော်မင်္ဂလာအလုံးမဲ့တာတို့ခေါ်စီရာဆွေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ချလို့ဤမှန်ငါဖယားတရားတန်ငါသုံးပါယရနာကြည်ညိုအားထားလူရန်ရသမျှဒီကုသိုလ်ဟာအပေမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်မြာကိုတွင်လွတ်ကင်းမှုလှူတဲ့